hello ဒီနေ့မှာကိုစရာပေါ်တိုင်းပေါက်ဆိုဖာပေးတာပြတ်မှာဖြစ်ပါတယ်အစိုးဝယ်လာဆန်ယူဝယ်ဖြစ်ပါတော့ဆန်ယူဝယ်လည်းဝယ်လာပြီးတော့ကိုစကဒီပေါ်တော့ secret ကဒီငလေးကြောင့်ရဖြစ်ပါတယ်အဲဆိုတော့ကိုစကြိုက်ဆုံးဟာကတော့ဒီဖြန်လေးလှတယ်အောက်ချင်းကဖြန်လှတယ်ဒီငမန်းလေးလှတော့ပေါက်သွားတာကဒီဘောနော်ဘယ်လိုရမလဲဒီမှာတော့ပြောမိပါတယ်ဝေလာငါးလေးပေါ့နော်ပေါက်သွားပေါ့နော်ဆက်စဉ်းစားလိုက်ရတာပေါ့ဝေလာငါးလေးပေါက်သွားဖြစ်ပါတယ်ဒါလေးပေါ့နော်သူကပေါ့နော်ကိုစတာကအခု4000ပေးရတယ်သူကရေလုံးလေးထည့်ပေးရတယ်ပြီးတော့အနံ့နဲ့ပါအနံ့ဟာ strawberry မှာယူပြီးဆိုရင်တော့ဘူးလေ။ Crystal မှာဟာကျတော့4000ပါတော့။သူဟာနှလုံးနဲ့လို့မရဘူး။ Ocean Baby ပဲတူရပါတော့။ဒီနေ့မှဝယ်လာတာဆိုတော့အနံ့နဲ့မပါဘူး။ဒါပေမဲ့အမှရှိ4000ဆိုတော့များဟုတ်လား။စစ်တကယ်ချင်းဝယ်တော့3000ပဲပေးရတယ်လို့အဲ့ဒါ Crystal ကအမေပေါ့နော်။အမေတခြားဆိုင်တွေမှာစီးမြင့်ကြည့်ပါလို့ပြောတော့အဲ့ဒါနဲ့ဒီကျော်3000ပဲဖြစ်ပါတယ်ပေါ့နော်အဲ့ကြောင့်မို့ဘူးစလန်ပါဇက်အဟောင်းကနေပေါ့နော်ဝယ်လိုက်ရတယ်ပေါ့နော်အဲ့ကြောင့်ပေါ့နော်4000ပဲဖြစ်ပါတယ်သူအနောက်တော့မွေးတယ်တွင်မလို့လာချစ်စရာလေးကျော်အမီလီယာအဲ့ကြောင့်အသေးပုံလေးအဲ့ပုံသူကစာဒီမှာပြီးတာတော့ Made in China လို့ပြတာတယ်ပေါ့နော်အဲ့ဆိုဘိုင်